ထိတ်တန်းရရှိသမီးတယောက်ဖြစ်နေတဲ့မေထက်လူရဲ့နောက်ွယ်ကအကြောင်းရင်းအားလုံးပဲမင်္ဂလာပါရှင်ဆယ်ရီဇွန်ဘီကနေပြန်လဲကြိုဆိုလိုက်ပါတယ်မြမအမျိုးသမီးဘောလုံးလောကရဲ့အကောင်ဆောင်တိုက်ဆက်မှုလေးမေထက်လူလို့ပြောလိုက်ရင်ဘောလုံးဝါဒနာရှင်တွေတမကပဲလူငယ်ထုကြားမှာပါအတူယူလေးစားအားကျစရာကစားသမားတို့အဖြစ်အားလုံးကသိချမှာဖြစ်ပါတယ်မေထက်လူကရှစ်စရာကောင်းတဲ့ရုပ်ရည်လေးနဲ့အတူကွင်းထဲမှာဆိုလဲကိုတွင်းကျန်းတဲ့တိုက်စစ်စက်ရုပ်လေးတူအဖြစ်နာမည်ကြီးနေသူဖြစ်ပါတယ်ဗိဒ္ဓတွေကြားမှာမကြသေးခင်ကမှထွက်ပေါ်လာတဲ့သတင်းတွေအရမေထက်လူဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းအရာရှိကြီးတူရဲ့တူတဲ့တော့သမီးရတနာလေးဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်လည်းတချို့ကတော့မေထက်လူကိုအားမပေးရှင်တော့ဘူးဆိုပြီးတော့ပြောနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတကယ်တော့မေထက်လူဟာသူမရဲ့အဖေကနိုင်ငံတော်အဆင့်ရာထူးကြီးကြီးမားမားတာဝန်ထမ်းဆောင်ခဲ့တဲ့အရာရှိကြီးတူဖြစ်ပေမဲ့မေထက်လူစီမှာတော့အရာရှိကြီးသမီးဆိုတဲ့မာမာနာနဲ့အကုန်မောက်တဲ့အရေးအယောင်တွေကိုဘယ်တော့မှမတွေ့မြင်ခဲ့ရဘူးပါဘူး။မေထက်လူဟာငယ်စဉ်ကလေးကစီကံစနေကျန်းနာလွန်တဲ့ရွှေကြီးမြို့ကြီးအတိုင်းဝိုင်းမှာကြီးပြင်းခဲ့ရပေမဲ့ကိုချတော့ပေါ်ကိုရက်တီလို့တဲ့စိတ်ဓာတ်နဲ့အတူအောက်ခြေကနေစတင်ပြီးဘဝကိုစူးစမ်းတည်ဆောက်ခဲ့သူဖြစ်ပါတယ်။မေထက်လူဟာကရင်ပြည်နယ်ဖအာမြို့မှာဝေဖွားခဲ့သူဖြစ်ပြီးတိုးဆိုတဲ့အင်ခေါ်နာမည်လေးနဲ့မိဘတွေရဲ့အသေးဆွဲသမီးလေးတူပါမိသားစုမှာအကိုဖြစ်သူတို့ရှိပြီးတော့တူတဲ့တော့သမီးလေးဖြစ်တာကြောင့်အလိုလိုက်ခံရမယ့်အစားအကိုတွေနဲ့အတူဘလုံးကစားရင်တမန်ထက်မြက်တဲ့စိတ်ဓာတ်ကိုရရှိခဲ့တာဖြစ်ပါတယ်။သူမရဲ့ဘောလုံးခီးလန်းဟာအသက်73နှစ်အရွယ်ကလေးကစတင်ခဲ့တာဖြစ်ပြီးဘသူရဲ့ပံပိုးမှုမှမပါဘဲနဲ့ကိုယ့်အရေးရှင်နဲ့ကိုမြမလက်ရွေးစင်ယူတသိန်းကနေအတင်ကြီးအထိအစစ်စစ်တလားနိုင်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့မေထက်လူဟာအမေရိကန်နိုင်ငံလော့အန်ဂျလိစ်မြို့ကလော့အန်ဂျလိစ် PL College မှာပညာသင်ကြားနေတာဖြစ်ပါတယ်။ဒီနေရာမှာလူအများထင်မှားနေကြတဲ့အချက်တစ်ခုရှိပါတယ်။အရာရှိသမီးမို့လို့ပတ်စံပေးပြီး USA ကိုကြောင်းသွားတက်တာလို့ထင်ကောင်းထင်နိုင်ပေမဲ့လက်တွေ့မှာတော့မေထက်လူဟာသူမရဲ့ထူးချွန်တဲ့ပညာရေးမှတ်တမ်းအမှန်ကန်တဲ့ပညာသင်ဆုတွေရရှိပြီးမှသွားရောက်ခဲ့တာဖြစ်ပါတယ်။နိုင်ငံရဲ့ချမ်းမှကျောင်းတက်နေစဉ်အတွင်းမှာလည်းကျောင်းတစ်ဖက်ဘောလုံးတစ်ဖက်နဲ့အလုပ်ပါလုပ်ရင်းကိုစိတ်ကိုချကစူးစမ်းနေတဲ့တာမန်ကျောင်းသူတယောက်လိုပဲရှင်သန်နေတာဖြစ်ပါတယ်။မေထက်လူရဲ့နိုင်ငံပေါ်ထားကြည့်တဲ့ပေးဆက်လူစိတ်ကတော့တကယ့်ကိုအမခံပါပဲ။ပြီးခဲ့တဲ့စီကင်းပြိုင်ပွဲတုန်းကအုပ်စုဖွင့်ပွဲနှစ်ပွဲဟာသူမရဲ့ကျောင်းစာမေးပွဲရတွေနဲ့တိုက်ဆိုင်နေတာကြောင့်သူမတက္ကသိုလ်တက်နေတဲ့ကျောင်းပြိုင်ပွဲသွားကံဖို့လုံးဝခွင့်မပြုခဲ့ပါဘူး။ဒါပေမဲ့မေထက်လူဟာနိုင်ငံအတွက်ကစားပေးရှင်တဲ့ဆိုတဲ့ဆန္ဒပြင်းပြလုံးတာကြောင့်ကျောင်းထဲမရအောင်ညှိနှိုင်းခဲ့ပြီးတော့စာမေးပွဲတွေရောပြိုင်ပွဲတွေပါအဆင်ပြေအောင်အစွမ်းကုန်စူးစမ်းကမြန်မာပြည်ကိုပြန်လာပြီးကစားပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်မေထက်လူဟာအကစားအယိုးအကျော်ထူးကူဆရာဝန်မကြီးဖြစ်လာဖို့အတွက်ပညာရေးကိုလည်းအစင်မပြတ်ကြိုးစားနေပါတယ်။နိုင်ငံကုံဆောင်ဘောလုံးသမားတူဖြစ်တယ်လို့နောက်တစ်ချိန်မှာမြန်မာအားကစားလောကကိုပြန်လဲအကျိုးပြုမဲ့ဆရာမကြီးတူဖြစ်လာဖို့ကသူမရဲ့အကြီးမားဆုံးအိမ်မက်ပါပဲ။ဖခင်ဖြစ်သူအရာရှိကြီးရဲ့သတင်းတွေထွက်လာချိန်မှာတချို့ကဝေဖန်မှုတွေရှိခဲ့ပေမဲ့အများစုကတော့မေထက်လူရဲ့ရိုးသားမှုနဲ့မာနမရှိတဲ့အပြုမှုတွေကြောင့်သူမကိုပို့ပြီးတော့တောင်ရှစ်ခင်အားပေးလာကြပါတယ်။မေထက်လူဟာပြည်ပြည့်စုံတဲ့မိသားစုနောက်ခံရှိပေမဲ့အခွင့်အထူခံဘွားကိုမမောပဲကိုယ့်ရဲ့ရွှေနဲ့သွေးနဲ့ယင်ပြီးနိုင်ငံကုံကိုဆောင်နေတဲ့အမျိုးသမီးငယ်တူဖြစ်ပါတယ်။ထိတ်တန်းအရာရှိကြီးရဲ့သမီးဖြစ်ပေမဲ့ဂုံမမောက်ပွဲနိုင်ငံအတွက်အမြဲတမ်းပေးစားဖို့အဆင်သင့်ဖြစ်နေတဲ့မေထက်လူရဲ့စိတ်ဓာတ်နဲ့စူးစမ်းမှုအပေါ်ဘယ်လိုမြင်ကြလဲရှင်။နိုင်ငံရခြားမှပညာသင်နေရင်းနဲ့တောင်မြမလေးရေးစဉ်အတင်းအတွက်အားသွန်ခွန်ဆိုင်ကစားပေးနေတဲ့မေထက်လူအတွက်အားပေးစကားလေးတွေပြောခဲ့ပေးပါအောင်နော်။ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါရှင်။